ကဲလိုင်းမွားတင်ငယ်ချင်းတွေဒါကျမရဲ့တဘာဝရုပ်နော်တဘာဝရုပ်ဆိုမနက်ကတနခါလိမ့်လာတာအခုနေရဘူးချွေးတွေကထွက်တဲ့ခါကျတော့တနခါတွေလည်းမရှိတော့ဘူးချွေးတွေနဲ့နှခမ်းတွေကလည်းဘာမှမစိုးတာနော်တဘာဝရုပ်ကျမပြောချင်တဲ့ message ကကျမအခုကောင်းမလေးတယောက်ကိုတွေ့တယ်သူ့မျက်နှာကြီးဖြူကွက်ဆုပ်တွေဖြစ်ဟဲ့နင့်မျက်နှာဘလို့ဖြစ်တာတော့မျက်နှာကြီးပြက်စီးဘာလို့လဲဆိုတော့ line ပေါ်ကတဲ့ skin care ဝယ်တုံးလိုက်တာတဲ့အမကြီးတဲ့လင်းကသာတော့ဖွေးနာပဲတဲ့ဖွေးနာပဲဥနာပဲတဲ့အခုရွာပြန်ပြီးအခုပြန်လာတဲ့ခါကျတော့တဲ့အဲ့လိုမျိုးမျက်နှာဖြစ်သွားကွက်ဆုပ်ဖြူတဲ့နေရာဖြူမဲတဲ့နေရာမဲလို့အဲ့တော့ပြောချင်တာကနော်အခုကျမဒီတဘာဝယုံနဲ့ဒီစကင်းကဲရောင်းမယ်ရှင်တို့ဝယ်မလားဟမ်မဝယ်ဘူးဘာလို့လဲယုံကြည်ရမှာလေဒီယုံနဲ့စကင်းကဲရောင်းမယ်တဲ့ဘယ်သူကဝယ်မှာလဲအဲ့တော့အဲ့ဒီယုံကိုဖတ်ထည့်ပြမယ်ကဲကြည့်အတိလို့အဖတ်တွေသုံးပြီးတော့လိန်ညာကောက်ကြည့်ပြီးရောင်းနေကြတာအဲ့တော့ဝယ်တဲ့လူတွေနော်ဝယ်သုံးတဲ့သူတွေစူးစမ်းပါလေးလာပါနော်စူးစမ်းပါလေးလာပါနော်ရောင်းတဲ့ကောင်မတွေလည်းကိုချမ်းသာရင်ပြီးရောနော်သူများဘာဖြစ်လူချင်းလူဘဝပြက်ချင်းပြက်မလောက်ပါနဲ့ကိုစားထမင်းတဝင်းကိုရိုးစင်ပဲစားကြပါနော်ကိုကောင်းစားဖို့ရည်သူများတွေကိုဘဝတွေပြက်အောင်စောက်ပြတ်တော့မလောက်ပါနဲ့နော်ဝယ်တဲ့လူတွေကလည်းအုံနှောက်နဲ့တွေးလေလာစူးစမ်းနော်ဒါလူတိုင်းကိုရောင်းတဲ့စကင်းကရောင်းတဲ့လူတိုင်းကိုမဆိုးလို့ဘူးငါပြောတာနော်အနာရှိတဲ့လူတွေပဲစတကယ်ကောင်းတဲ့ဟာရှိတယ်နော်တကယ်ကောင်းတဲ့ဟာတွေရှိတယ်အဲ့တော့ဝယ်သုံးတဲ့လူတွေဖို့လေသူတိချာလေးလာပါနော်စင်ချင်ပါလူရာထက်ပူပြီးမလှကျင်ကြနဲ့လူမှာသူ့ရဲ့တဘာဝအလှဆိုတာရှိပြီးသားနော်ရှိပြီးသားဖျားပေးတဲ့မျက်နှာဘာလို့မှာတော့ပြောချင်တာအဲ့တော့ဝယ်တဲ့လူတွေကလည်းစင်းချင်းရောင်းတဲ့လူလည်းထမင်းတဝင်းဖြူဖြူစင်စင်နဲ့ရှာစားကြနော်မလိန်စားကြနဲ့